ဒီကောမပိုင်ရှင်လေးရပေါ့ဗျာနော်ကျွန်တော်ကလထိုင်လေးမိထားလို့ဒီကောမပိုင်ရှင်လေးကိုကျွန်တော်ကလထိုင်လေးပြပေးရပါဗျာနော်ကလထိုင်ရတာမျိုးပါဗျာဒီကောမပိုင်ရှင်လေးကျတော့ဒီညအောင်ပေါ့နော်ကျွန်တော်ဒီတစ်တော်ဆော့နေတဲ့အချိန်ကလထိုင်လေးနဲ့ထိုင်လို့ဆော့နေတဲ့အချိန်ပါကလထိုင်လေးကိုဇီးမီလို့ပေါ့ဗျာနော်ဒီကလထိုင်လေးမျိုးပါကျွန်တော်ထိုင်တာလေးနော်ဒီကောင်လေးကကျွန်းသားပါဗျာဒီကလထိုင်လေးကကျွန်းသားပါနော်ဒီဟာလေးကကျွန်းသားပါဒါကောင်းစီမှာကနုတ်ကလေးတွေပါမယ်ဗျကောင်းစီမှာကနုတ်ကလေးတွေပါမယ်ဒါလေးကတော့ကျွန်တော်တို့နှစ်သိန်းပါဗျနှစ်သိန်းပါနော်ကောင်းစီမှာကနုတ်ကလေးပါမယ်ပတ်တလားမှာကျွန်တော်တို့အလှလေးတွေပါမယ်ဒါလေးကနှစ်သိန်းပါကျွန်းသားပါနော်ဒီနှစ်သိန်းတန်ကျွန်းသားပါဗျဒါလေးကကြောကျွန်တော်တမလန်းသားပါနော်တမလန်းသားပါဒါလေးကကျွန်တော်2သိန်း8တောင်းပါဗျ2သိန်း8တောင်းပါနော်ကျွန်တော်2သိန်းတန်ကျတော့ချီတင်မပါဘူးနော်ဒါလေးကျတော့ကျွန်တော်တမလန်းသားချီတင်ပါမယ်ဗျသူကဆော့ကလထိုင်ခေါ်တယ်ဗျဒီကောင်ကကျွန်တော်တို့ဆော့ကလထိုင်တမလန်းသားပါဗျနော်ဒါတော့ပုတ်လုံးလေးနေပါဗျတမလန်းသားပါဒါလည်းတမလန်းသားပါနော်ဒီဟာလေးတွေကြတော့ကျွန်တော်တို့ဟိုပေါ့3သိန်း8တောင်းပေါ့ဗျာနော်ဒါလေးကျတော့3သိန်း8တောင်းပါဗျကလထိုင်ကတော့အများကြီးရှိပါတယ်ဗျကလထိုင်ကတော့လေအများကြီးရှိပါတယ်နော်တူတဲ့ကြီးတဲ့ဥစ္စာလေးလည်းရှိပါတယ်ဗျဒါဆိုကျွန်တော်ဇိန်စော့ခေါ်တာပေါ့ဗျာနော်ဒါကျွန်တော်ဇိန်စော့အောက်ကဆိုကျွန်တော်ဘိန်းလုံးနေနေဗျသူကတကယ်ကျွန်တော်တို့ရှယ်ထိုင်နေတာပေါ့ဗျာနော်အကြီးကြီးတွေဒါလေးကျတော့ကျွန်တော်တို့8သိန်းရောင်းပါတယ်ဗျဒါတမလန်းသားပါနော်8သိန်းရောင်းပါတယ်ဟိုအောက်ကဘိန်းလုံးနေနေလေနော်အောက်ကဘိန်းလုံးနေနေမရင်ရွှေ့ရင်တော့သူကလွယ်တယ်အဲ့လိုရွှေ့လိုက်မှာပဲသူကလေကျေးဇူးတင်ပါတယ်ဗျဇိန်းတုံးလေးနဲ့တကွာဖြည့်ပေးလိုက်ပြီနော်